ဒီနေ့တော့ဒီဆေးလက်မှတ်ခွင့်အကြောင်းပြောနော်အဲ့တော့ရှေ့မှာရှောင်းတင်ခွင့်ရဲ့လုတ်သက်ခွင့်ရဲ့အကြောင်းပြောပြပါပြီပေါ့နော်ခွင့်ရဲ့သဘောတရားကြီးဒီနေ့ကတော့ဆေးလက်မှတ်ခွင့်ရဲ့သဘောတရားပြောပြမယ်အဲ့တော့ဆေးခွင့်မဟုတ်တော့နော်ဆေးလက်မှတ်ခွင့်ဘာကြောင့်ဆေးလက်မှတ်ခွင့်လို့ပြောလဲဆိုတော့လက်မှတ်နဲ့ကျွန်တော်တင်ပြရတယ်လက်မှတ်မပါပဲဆေးလက်မှတ်မပါပဲပေးခွင့်မရှိတဲ့ခွင့်ပေါ့နော်အဲ့တော့ဆေးလက်မှတ်ခွင့်ကိုကျွန်တော်တို့ကနော်အလို့မှဥပဒေမှာဒီတစ်နှစ်မှာရက်30ကျွန်တော်ပြီးလို့ရတယ်ဆိုပြီးပြောထားတယ်နော်တစ်နှစ်မှာရက်30မှာဒီဝန်ထမ်းကကိုယ့်ရဲ့ကုမ္ပဏီမှာလုတ်သက်6လကျော်မှဒါလာစာနဲ့ခံစားခွင့်ရှိရပေါ့နော်လုတ်သက်6လမတိုင်ခင်မှာဆေးလက်မှတ်ခွင့်ခံစားခွင့်ရှိတယ်ဒါပေမဲ့လာစာမဲ့ပေါ့နော်လာစာမဲ့ဆေးလက်မှတ်ခွင့်အနေနဲ့ခံစားလို့ရတယ်အဲ့တော့တချို့ HR တွေမှာတာက6လမပြည့်တဲ့အတွက်ဆေးလက်မှတ်ခွင့်မရဘူးဆိုပြီးတော့ unpaid leave ပေါ့နော်လာစာမဲ့ခွင့်နေလို့တယ်ဒါပေမဲ့တကယ်နေထိုင်မကောင်းဘဲနဲ့ဆေးလက်မှတ်တင်ပြလာတယ်အမှန်ကန်ဆေးလက်မှတ်တင်ပြလာတဲ့ဝန်ထမ်းဆိုရင်ဆေးလက်မှတ်ခွင့်ကိုပေးရတယ်ဘာကြောင့်လဲဆိုတော့သူကဖျားနာလို့ဆေးလက်မှတ်ခွင့်ပေးတာဒါပေမဲ့6လမပြည့်တဲ့အတွက်လုတ်သက်6လမပြည့်တဲ့အတွက်လာစာမဲ့ဆေးလက်မှတ်ခွင့်ရတယ်နော်အဲ့တော့ဒီခွင့်တိုက်တယ်တွေကိုကျွန်တော်တို့တိတိကျကျမှန်ကန်မှတ်တမ်းတင်ဖို့လိုတယ်။ဘာကြောင့်လဲဆိုတော့ဆေးလက်မှတ်ခွင့်ဆိုတာကနေထိုင်မကောင်းလို့ပေးရခွင့်ဆိုတော့ဒါနေထိုင်မကောင်းတာကိုယ်ကုမ္ပဏီဝန်ထမ်းဘယ်လောက်ထိဆေးလက်မှတ်ခွင့်ယူလဲနေထိုင်မကောင်းတာဘာဘလို့ဘာယောဂတွေကြောင့်နေထိုင်မကောင်းဖြစ်လဲဆိုတာတွေကိုသိဖို့မှတ်တမ်းတင်ဖို့လိုတယ်။ဒါကကြတော့ HR management မှာ employee relation အတွက်ကိုကျွန်တော်ရ ER ရဲ့နောက်ကြတော့ဝန်ထမ်းတွေရဲ့ HSE ပေါ့နော် safety နဲ့ environment တော့ health safety environment အတွက်ကိုကျွန်တော် HSE အတွက်နဲ့ ER အတွက်နဲ့လိုအပ်တယ်။ဒါကြောင့်ဆေးလက်မှတ်ခွင့်တွေရဲ့တိုက်တယ်တွေကိုတိတိကျကျမှန်ကန်မှတ်တမ်းတင်ဖို့လိုတယ်။အဲ့တော့ဒီလာလာမဲ့ခွင့် unpaid leave ဆိုတာကဘာခွင့်မှမရှိတဲ့အတွက်ဘာခွင့်မှမဟုတ်တဲ့အတွက်ဘာကောင်းစင်မှမသက်တဲ့အတွက်ကိုသူ့ရဲ့ရှိတဲ့ခွင့်တွေလည်းကုန်သွားတဲ့အတွက်ဒါပေးတဲ့ leave ခေါ်တယ်။အဲ့တော့ unpaid leave ကယူတာများရင်ကိုယ့်ရဲ့ organization ကတိတ်ပြီးတော့ healthy မဖြစ်ဘူးလို့ပြောလို့ရတယ်။ဆေးလက်မှတ်ခွင့်ယူတာများရင်လည်းကိုယ့်ရဲ့ company ကဝန်ထမ်းတွေကမကြမ်းပါဘူးမကြမ်းပါအတွက် HR ဘာလုပ်ပေးရမလဲလို့စဉ်းစားဖို့အတွက်လိုတယ်။အဲ့ဒါကြောင့်ဒီလုတ်သက်6လမဖြစ်သေးလို့ဆေးခွင့်မရတဲ့အတွက်ဒီဝန်ထမ်းကိုဆေးလက်မှတ်အသင်းပြပြီးမဲ့လည်းဆေးခွင့်မဟုတ်ဘဲနဲ့ unpaid leave တွေလုပ်တဲ့ဟာကြတော့တော့လာစာမဲ့ခွင့်လုပ်တာကြတော့ title က leave title တွေမှားနေတာဖြစ်တဲ့အတွက်ဒီ HR အနေနဲ့ရှေ့ဆက်လုပ်ရမယ့်ဒါ planning တွေ HR strategic planning တွေအတွက်ကိုเนาะဒါတွေကမှားယွင်းတဲ့ data တွေ information တွေဖြစ်ပြီးတော့လုပ်တဲ့ action plan တွေကမှားနိုင်တယ်ဒါကြောင့်ကျွန်တော်တို့ကလုပ်တဲ့အခါမှာရေးရှိဟို data စဉ်းစားပြီးတော့เนาะ big picture နဲ့ data စဉ်းစားပြီးတော့ strategic thinking နဲ့စဉ်းစားပြီးတော့လုပ်ဖို့လိုတယ်ဒါကြောင့်ဒီ leave တွေကိုပေးကျင်တဲ့ခေါင်းစဉ်တိုင်းရှောက်ပြီးပြီးလို့မရဘူးเนาะလာတာမဖြတ်ဘူးဆိုတိုင်းလည်း unpaid leave ဆိုပြီးတော့တွားပြီးတော့လုပ်လို့မရဘူးဈေးခွင့်ဒါလေးကိုဒါ HR တွေအမှားရင်းနဲ့เนาะဒီလုပ်ထုံးလုပ်နည်းတွေအမှားနေတာကိုပြောပြချင်တယ်เนาะအဲ့တော့နောက်တစ်ခုပြောချင်တာကဘာလဲဆိုတော့ဆေးခွင့်မှာကဆေးလက်မှတ်ခွင့်မှာကเนาะကျွန်တော်တို့ဒီ1951မှာပြဋ္ဌာန်းထားတဲ့ဆေးလက်မှတ်ပြဋ္ဌာန်းထားတဲ့ခွင့်เนาะဒီခွင့်နဲ့လုပ်ပေးရအဥပဒေကို2014မှာဇွန်လ18ရက်နေ့မှာပြန်ပြီးတော့ပြင်ထားတာရှိတယ်အဲ့မှာဘာဖြစ်လဲဆိုတော့ဒီဆေးလက်မှတ်ခွင့်ပေးလို့ရတဲ့ဆရာဝန်ပေါ့เนาะအဲ့ဒါကိုကျွန်တော်မှတ်ပုံတင်ဆရာဝန်မှတ်ပုံတင်ဆိုတာစာမလက်မှတ်ရှိရမယ်เนาะဆရာဝန်စာမလက်မှတ်ရှိရမယ်နောက်ခုကျတော့ဗာလဲဆိုတော့ဒီဆရာဝန်မှာကျွန်တော်တို့ကဒါစာမလက်မှတ်ရှိတဲ့ဒီ MBBS ဆရာဝန်တွေမဟုတ်ဘူးတိုင်းရင်းဆေးပညာမှာဆေးကုသခွင့်ပြုထားတဲ့ license ရထားတဲ့တိုင်းရင်းဆေးဆရာတွေလည်းအဲ့လက်မှတ်တွေယူလို့ရတယ်เนาะအဲ့တော့တချို့ HR တွေကမသိတာကเนาะဒီစာမလက်မှတ်ကိုတိုင်းရင်းဆေးဆရာလက်မှတ်ဆိုရင်မရဘူးဆိုပြီးပြောတာရှိတယ်နောက်ခုကျတော့လူမှုဖူလုံရေးဆေးခန်းရဆရာဝန်ပဲခွင့်ပေးခွင့်ရှိတယ်လို့ယူဆတာမှားတာရှိတယ်ကျွန်တော်တို့ဟိုလုံခဲ့တဲ့10နှစ်လောက်ကဟိုအရင်ကတော့ဒါလူမှုဖူလုံရေးဆေးကမ်းမှာဆရာဝန်ဆိုပြီးတော့ပဲသတ်မှတ်ထားတယ်ဒါပေမဲ့နောက်ပိုင်းမှာဝန်ထမ်းတွေအားလုံးကလူမှုဖူလုံရေးဆေးကမ်းကိုသွားပြီးမပြနိုင်တဲ့အတွက်ကျွန်တော်တို့ကเนาะဒါပြင်ဆင်သွားတယ်ပြောင်းလဲသွားတယ်ကျွန်တော်စာမလက်မှတ်ဒါဆရာဝန်ရှိတယ်ဆိုရင်ဒီ license ရဆရာဝန်ဆိုရင်ရတယ်ဆိုပြီးတော့ဒါပြောင်းထားတာရှိတယ်เนาะဒါလေးတွေလည်းကျွန်တော်တို့ကမှတ်တမ်းတင်ထားမယ်မှတ်သားထားမယ်အခုကိုယ့်ရဲ့ကုမ္ပဏီမှာခေါ်ထားတဲ့ဆရာဝန်ရှိတယ်ဆိုရင်ကျို့ဆေးကမ်းဒီမှာကျို့ကုမ္ပဏီမှာကျတော့ဆရာဝန်ဒီ nurse တွေလောက်ခံထားတယ်เนาะအဲ့တော့ဒီဆရာဝန်တွေရဲ့လက်မှတ်နဲ့လည်းဆေးခွင့်ယူရအဲ့တော့ဒီလောက်သက်6လပြည့်တဲ့ဝန်ထမ်းတွေကိုလာစာနဲ့ရက်30ပေါ့နော်တစ်နှစ်မှာရက်30ဆေးလက်မှတ်ပဲပေးလို့ရတယ်ပြောတယ်အဲ့တော့အခုပြောချင်တာတချို့ဝန်ထမ်းတွေကဒီသူတို့ရဲ့ attitude အရာပေါ့နော်ဟိုရှင်းပြောရင်တော့ဒီဆေးလက်မှတ်ခွင့်ရက်30ကိုဒါ advantage ပေါ့နော်သူ့ရဲ့ကိုကျိုးအတွက်အသုံးချခြင်းတဲ့ပုံစံမျိုးကျွန်တော်တို့လုပ်တာရရှိတယ်အဲ့တော့ဒါပေမဲ့ဆေးလက်မှတ်ခွင့်ဆိုတာကဆရာဝန်လက်မှတ်နဲ့နော်ထောက်တာခိုင်လုံတာနဲ့တင်ပြနေရင်တော့ပေးရမယ်ထောက်တာမခိုင်လုံဘူးဆိုရင်တော့ကျွန်တော်တို့ညှင်းပယ်လို့ရတာတော့ရှိတယ်ပေါ့နော်ဒါတွေကကျွန်တော်ဒီအလုပ်သမားဥပဒေဒါစာအုပ်ဒါ top HR ကနော်ထုတ်ထားတဲ့အလုပ်သမားဥပဒေဒါပေါင်းစုံစာအုပ်ကိုကြည့်ပြီးတော့ကျွန်တော်ပြောတာပေါ့နော်ဒါကြီးအဲ့တော့ပြောချင်တာကဘာလဲဆိုတော့ဒီဆေးလက်မှတ်ခွင့်ကိုတချို့နေရာကြတော့ပေါ့နော်ဆရာဝန်နဲ့တည့်ရခါတော့ဆရာဝန်ကိုရေးခိုင်းပြီးတော့အလုပ်မလာခြင်းတိုင်းဆေးလက်မှတ်ခွင့်တွေတည့်ရက်နဲ့ရက်တော့ပဲပြအောင်ယူနေတဲ့လူတွေလည်းရှိတယ်အဲ့တော့ဒီ HR အနေနဲ့ကဟိုဥပဒေမှာကအထောက်အထားခိုင်အောင်ရင်ပေးရမယ်လို့ပြောတယ်နောက်ခုကျတော့ဒီဆေးလက်မှတ်ခွင့်ကဟိုဒီထိုင်မကောင်းတာတည့်ရက်ထဲဆိုလည်းတည့်ရက်ထဲယူလို့ရတယ်ပေါ့နော်အဲ့ဒါကိုအချို့ကုမ္ပဏီတွေမှာကဆေးလက်မှတ်ခွင့်ဆိုရင်3ရက်နဲ့အထက်မှာပေးတယ်2ရက်နဲ့အထက်မှာပေးတည့်ရက်ထဲဆိုဆေးလက်မှတ်ခွင့်မပေးဘူးဆိုပြီးတော့ဒါမျိုးစစ်တုံးနေတာရှိတယ်ဒါလည်းကျွန်တော်တို့လုပ်လို့မရဘာကြောင့်လဲဆိုတော့ဥပဒေမှာတည့်ရက်ထဲဆိုဆေးလက်မှတ်ခွင့်မပေးရဘူးပြောဘူးဒါဆေးဆရာဝန်လက်မှတ်နဲ့ထောက်ထားခိုင်လို့ပေးရမယ်လို့ပြောတာပေါ့ဒါမျိုးကျွန်တော်တို့တွားပြီးတော့စီကချက်တွားထုတ်ပြီးတော့ညွှန်ကြားချက်တွားထုတ်လို့မရဘူးဒါဆိုရင်ဥပဒေကိုဒါစန့်ကျင်ကြအောင်အဲ့တော့တကယ်ဖြားတဲ့လူတကယ်နေထိုင်မကောင်းတဲ့လူကအဲ့တည့်ရက်နေထိုင်မကောင်းဘူးနောက်နေ့မှာပြန်ကောင်းသွားရင်လည်းမလုပ်ပြန်ဆင်းနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဒါကြောင့်အဲ့လိုမျိုးတွားပြီးတော့ကျင့်သုံးနေရတယ်မှားတယ်ဆိုတာလေးပြောချင်တာပေါ့နော်အဲ့တော့နောက်တစ်ခု
ခုကပါလဲဆိုတော့ခုနပြောတဲ့မန်နေဂျာတွေအလုပ်ရှင်တွေကပေးကြတယ်အဲ့တော့ဝန်ထမ်းတွေကအဲ့လိုမျိုးတရက်နဲ့ဆရာဝန်စီနဲ့တည်နေတဲ့အခါကျတော့လူမှုဖုန်းဆရာဝန်တို့ရက်ကွက်ဆရာဝန်နဲ့တည်နေတဲ့အခါကျတော့ပြောပြီးတော့ဒီလိုယူတယ်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲကိုယ့်ရဲ့ operation မှာကိုယ့်ရဲ့လုပ်ငန်းရဲ့နော်ထုတ်လုပ်နိုင်တဲ့စွမ်းအားပေါ့နော်ကျဆင်းတယ်အဲ့ဒါမျိုးဘယ်လိုလုပ်မလဲလို့မေးကြတယ်ကျွန်တော်ရဲ့သင်တန်းတွေမှာလည်း HRM HRD သင်တန်းတွေမှာလည်းမေးကြတယ်ဒါတွေကခဏမေးကြတယ်နော်အဲ့တော့ဒါကရှင်းတယ်ကျွန်တော်တို့ကဒီဝန်ထမ်းတစ်ယောက်ကသူ့ရဲ့ attitude ကိုကြည့်တကယ်လို့သူစေးလက်မှတ်ခွင့်ယူတယ်ဆိုလဲကျွန်တော်တို့ကဆရာဝန်လက်မှတ်ပိုင်ပေးရမယ်ဒါပေမဲ့ဒီဝန်ထမ်းရဲ့ attitude ကတကယ်နေတိုင်းမကောင်းလို့ယူတာလားနော်နောက်ခုကျတော့သူကအလုပ်မှာအလုပ်များတဲ့အချိန်မှာအလုပ်မလုပ်ချင်လို့သူ့မဟုတ်ပြင်းလို့သူ့မဟုတ်ဒီတခြားအပျော်ပါသွားဖို့အတွက်ကိုနော်ဆရာဝန်ကိုလိမ်ပြီးတော့စေးလက်မှတ်လုပ်ခိုင်းတာမျိုးတွေလည်းရှိနိုင်တယ်အဲ့ဒါမျိုးဆိုရင် manager တွေကတော့ကိုယ့်ရဲ့ဝန်ထမ်းအကြောင်းအသိဆုံးဖြစ်တယ်အဲ့ဒါကြောင့်ဒီဝန်ထမ်းကိုကျွန်တော်တို့ကဘာလုပ်ရမလဲဆိုတော့နော်ဒီကုမ္ပဏီမှာနှစ်တိုင်း performance appraisal ပေါ့နော်ဝန်ထမ်းတွေအရေးအချင်းကိုအကဲဖြတ်တယ် performance evaluation သုံးသပ်တယ်ဆိုတော့နေရာတွေမှာနော်ဒီဝန်ထမ်းကိုအမှတ်ကျွန်တော်ရှော့ပြလိုက်အဲ့တော့ခွင့်တွေယူလာများတယ်တကယ်မဟုတ်ဘဲနဲ့ဒါတန်တရားရှိတယ်တကယ်မှန်တရားမကောင်းမနဲ့ယူတယ်နောက်ပြီးတော့အရေးကြီးတဲ့အလုပ်တွေများတဲ့အချိန်မှာခွင့်ယူတယ်ဆိုတော့ဒီဝန်ထမ်းကိုကျွန်တော်တို့က performance appraisal အကဲဖြတ်တဲ့နေရာမှာနောက်လုပ်ငန်းပေါ်တစ္ဆာဆောင်တည်မှုနောက်ပြီးတော့ယုံကြည်အားထားမှုနောက်ပြီးတော့အားကိုးရမှုနောက်ပြီးတော့ဒီဝန်ထမ်းရဲ့ attitude နောက်ပြီးတော့အလုပ်ပေါ်နော်လေးနဲ့ထားမှုနာမျိုးလေးနေရာမှာအမှတ်လျှော့ပြတာအမှတ်တွေအများကြီးကျွန်တော်လျှော့တဲ့အခါမှာဘာဖြစ်လဲဆိုတော့ဒီဝန်ထမ်းအနေနဲ့ညာတူလာတာတို့မှာပါမှာမဟုတ်ဒါကတော့ကျွန်တော်ကဒီဝန်ထမ်းရဲ့ attitude အရာလုပ်တာပေါ့နော်ဝန်ထမ်းကို personal ပုံပေါ်ရေးအရာကြည့်မရလို့လုပ်တာမဟုတ်ဘူးဒီဝန်ထမ်းရဲ့ attitude စိတ်ဓာတ်အရာသူ့ကိုရာတူတိုးကိုအရေးချင်းမရှိဘူးနောက်ပြီးတော့ဒါ attitude ကလိုအပ်တာဖြစ်တဲ့အတွက်မပြုပြင်သူ့ရဲ့ဒါသာတိုးမရှိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကနော်ဒီ performance appraisal မှာအမှတ်လျှော့လို့ရတယ်အဲ့တော့တခြားမလိုလားအပ်တဲ့ဒီဥပဒေနဲ့စံတင်တဲ့စီကံချက်တွေထုတ်တယ်ဆိုရင်တော့ရှင်းပြောရင်ဝန်ထမ်းရဲ့အမှားကနေပြီးကုမ္ပဏီရဲ့ HR ရဲ့အမှားဖြစ်သွားနိုင်တယ်ဒါလေးကျွန်တော်တို့ HR တွေသိထားဖို့လိုတယ်နော်ဒါကျွန်တော်ရဲ့အတွေ့အကြုံအရပြောရရင်ဆိုရင်ဒါလွန်ခဲ့တဲ့10နှစ်ကျော်လောက်မှာကျွန်တော်ဒီဒူဘိုင်းမှာနော် UAE မှာဒူဘိုင်းမှာဒါဟိုတယ်မှာအလုပ်လုပ်တဲ့နေရာမှာနော်အဲ့လိုဝန်ထမ်းတွေရှိတယ်အဲ့တော့ဟိုတယ်တွေကစနေတနင်္ဂနွေတောက်ကြစနေတနင်္ဂနွေဆိုရင်အလုပ်များအလုပ်ရှုပ်အဲ့လိုအချိန်မှာဘာဖြစ်လဲဆိုတော့ဒီချုပ်ဝန်ထမ်းတွေကအဲ့လိုအလုပ်ရှုပ်တဲ့အချိန်မှာသူကနားကျင်တယ်မလုပ်ချင်ဘူးတကယ်ဖျားတာတော့မဟုတ်ဒါပေမဲ့စီကန်းဆရာဝန်ကိုသွားပြီးတော့နော်ရှင်းတော့ဒီပတ်စံပေါ့နော်ဒူဘိုင်းပတ်စံတဟမ်20လောက်ပြီးလိုက်တယ်ဆိုရင်ဒါခွင့်ကနားလို့ရတယ်ပေါ့နော်တစ်ရက်နှစ်ရက်ခွင့်ပြီးပါဆိုပြီးတော့လာစားနေတယ်နားလို့ရတာရှိတယ်သူတို့မှလည်းလေးပါလို့ရှိတာပေါ့အဲ့တော့အဲ့လိုမျိုးဆရာဝန်ကိုပတ်စံပြီးလိုက်ပြီးတော့လိန်နာတော့မဟုတ်ဘူးတော့မဟုတ်ပါလေဆိုဆရာဝန်သွားပြီးခေါင်းကိုက်တယ်ဘာဖြစ်တယ်ဖိုက်အောက်နေဆိုစစ်စစ်လို့လည်းမရဘူးဒါပေမဲ့ဆရာဝန်တွေကလည်းတိနေတယ်တိတဲ့သူကခွင့်ပေးလိုက်တယ်ခွင့်ပြီးအဲ့ဒီစိတ်ခွင့်နဲ့ကျွန်တော်တို့ဒီ HR ကိုတင်တယ်နော်ဒါဒူဘိုင်းမှာလည်းဖိုက်တိုင်းပဲအဲ့လိုတင်တဲ့ဝန်ထမ်းတွေရှိတယ်အလုပ်များတဲ့နေ့တွေမှာအဲ့တော့ဒါပေမဲ့တကယ်မှန်ကန်ကန်ကြိုးစားတဲ့ဝန်ထမ်းကတော့အလုပ်များရင်များတယ်လို့ကြိုးစားတယ်ခွင့်လည်းမယူဘူးအကြောင်းတင်ခွင့်လည်းမယူဘူးမလို့အပ်ပဲနဲ့မယူဘူးစိတ်ခွင့်လည်းအဲ့လိုမျိုးမလို့လားအပ်ပဲမယူဘူးဒါပေမဲ့ဝန်ထမ်းဆိုတာကအမျိုးမျိုးရှိတယ် attitude တွေမျိုးမျိုးရှိတယ်အဲ့တော့အခွင့်အရေးယူခြင်းနဲ့အလုပ်ပေါ်ကိုတန်ဖိုးထားမလေးစားတဲ့ပေါ်ပြလုပ်တဲ့ဝန်ထမ်းတွေဒီလိုလုပ်နေရှိတယ်လုပ်တာကိုဒီ manager နဲ့ HR ကလည်းတချို့ကိစ္စတွေမှာအရင်လေးလိုက်ပြီးတော့ဒါပိတ်ပင်သားစီလို့လည်းမရဘူးဖြစ်တယ်အဲ့တော့စီလက်မှတ်ခွင့်နဲ့စီလက်မှတ်နဲ့တင်တဲ့အတွက်ခွင့်ကကျွန်တော်ပေးရတယ်ဒါပေမဲ့ကျွန်တော်ရဒီဝန်ထမ်းကိုဘာလို့လုပ်ရလဲဆိုတော့ခုနပြောရှိမှပြောခဲ့တယ်လို့ပဲเนาะရာတူလာတာတို့မှာသူ့ကိုပါမှာမဟုတ်သူ့ရဲ့ attitude ပဲဒါမျိုးကျွန်တော်တို့လုပ်လို့ရတယ်ဒါကြောင့် HR တွေအနေနဲ့တိကျနားလည်ပြီးတော့ကျွန်တော်လုပ်ရမယ်နောက်ပြီးတဲ့ခါကျတော့ကျွန်တော်တို့က warning ပေးလို့ရတယ်ပေါ့ကျွန်တော် EC အလုပ်ရှင်အလုပ်သမားအလုပ်ခံနိုင်ရေးစာချုပ်အရာဒီဝန်ထမ်းကအလုပ်ကိုစူးစမ်းရမယ်အရေးအချင်းကိုယ့်ရဲ့အရေးအသွေးကိုချပြီးမလုပ်ရအောင်ဆိုတဲ့အချက်တွေပါတယ်အဲ့ဒီအချက်တွေနဲ့လည်းကျွန်တော်တို့ဒီ performance ကြတဲ့အတွက်သူ့ကို warning ပေးလို့ရတယ်ပေါ့နော်တတိပေးလို့ရတယ်နောက်ခုကျတော့လည်းဗာလဲဆိုတော့ဒီဝန်ထမ်းကိုကျွန်တော်ရခေါ်ပြီးတော့เนาะဒါသူ့ရဲ့ attitude ကိုပြင်ဖို့ကိုကျွန်တော် mentoring ကျွန်တော်တို့ coaching ပေါ့เนาะအဲ့တော့အဓိကဒါ counseling လို့ mentoring လို့ကျွန်တော်တို့လုပ်ပေးလို့ရတယ်လုပ်ပြရအောင်အဲ့ဒါမှမပြင်ဘူးဆိုတော့ဒီဝန်ထမ်းကဘာပြောလို့ရာတူလို့လာတာတို့မှတော့ပါမှာမဟုတ်ဘူးသူကြံခဲ့လိမ့်မယ်အဲ့တော့ဒါမျိုးလေးတွေအရှင်ကျွန်တော်တို့လုပ်လို့ရတယ်အဲ့ဒါကြောင့်เนาะ HR အနေနဲ့ဘာလုပ်ရမလဲဆိုတာကိုသိချာနားလည်ဖို့လိုတယ်နောက်ပြီးတော့ဒီခွင့်ရတဲ့ဘောတရားတွေလည်းကျွန်တော်သိချာနားလည်ထားဖို့လိုတယ်เนาะအဲ့တော့အဲ့ဒါလေးကိုအဓိကပြောချင်တာပါကျေးဇူးများကြီးတင်ပါတယ်